ကဲကျွန်တော်မှတော့လက်ရှိပတ်စံတပြားမှမရှိပါဘူးအဲ့ဆိုတော့ဆက်သိမ်းဘယ်လိုရှားမှာဆိုတော့စဉ်းစားရတော့ခက်တော့ခက်ပါတယ်ဒါပေမဲ့မဖြစ်နိုင်ဘူးဆိုတာဘာမှမရှိပါဘူးမှာစီးပွားရေးတစ်ခုလုပ်ဖို့အတွက်ပတ်စံအများဆုံးသိန်းသုံးဖို့2သိန်းချိမှသာစီးပွားရေးလုပ်လို့ရမယ်ဆိုတဲ့စကားကိုမယုံပါနဲ့အမှန်တကယ်ဆိုစီးပွားရေးဆိုတာအတွေ့အကြုံရှိရင်စီးပွားရေးလုပ်စားလို့ရပါတယ်အဲ့ဒါပဲစီးပွားရေးဆိုတာအဲ့ဒါပဲပတ်စံမရှိမရှိစောက်ပြီးမဆိုင်နဲ့အဲ့ဆိုတော့ဆက်လိုက်အောင်So finally guys အချိန်အများကြီးပြေးပြီးတော့ recharge လုပ်လိုက်တာကြတော့ဆက်ပြစီထုံးမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဆက်ပြစီထုံးမှာဖြစ်ပါတယ်ဘာဖြစ်လဲဆိုဆက်ပြစီတန်းမှာ90ရာခိုင်နှုန်းလောက်ရေဘက်ပါပါတယ်သုံးမဲ့ပစ္စည်းရလည်းနဲပါတယ်အဲ့ဒါကြောင့်မြတ်ရင်လည်းအတိဂုံမြတ်ပါတယ်ပြန်ဒီဆက်ပြစီထုံးကျွန်တော်ရောင်းဖို့အတွက်ပထမအချက်ကကြတော့ကျွန်တော်သုံးမဲ့ capital လည်းမလောက်ပါဘူးလုံးဝမရှိပါဘူးပြန်ဒုတိယအချက်ကကြတော့တဆရင်နှစားမြတ်ပါတယ်ဟုတ်ပါတယ်ပြက်စီကုန်ကျန်းတွေကို